မင်္ဂလာပါရှင် Essential Grammar and Use Unit 10မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ဒီ Unit 10မှာဆိုလို့ရှိရင်တော့ WAS West ရဲ့ WEI Way ဆိုတဲ့စကားလုံးလေးနှစ်ခုကိုကျမတို့လေ့လာရမှာဖြစ်ပါတယ်ဒီ WAS West နဲ့ WEI Way ကကြတော့ဘယ်လိုမျိုးဖြစ်ဘယ်ကနေလာလဲပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ရှိလဲဆိုလို့ရှိရင်တို့ဒီ MSR ဆိုတဲ့စကားလုံးတွေရဲ့ past ပုံစံတွေနဲ့သုံးပါတယ်အတိတ်ကာလပေါ့နော်အတိတ်ကာလလက်ရှိပြစ္ဆုတ်ပံကာလဆိုလို့ရှိရင်အခုလက်ရှိမှာဖြစ်ပျက်နေတဲ့အရာတွေဖော်ပြခြင်းတဲ့အခါမှာကျမတို့က present tense verb 1အနေနဲ့သုံးပြီးတော့အတိတ်ကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဖော်ပြခြင်းတဲ့အခါမှာတော့ past tense verb 2ကိုအသုံးပြုပေးပါတယ်အခုဒီမှာလည်းအဲ့တိုင်းပါပဲ WAS West နဲ့ WEI Way ကိုအရင်စပြီးလေ့လာပါမယ် WAS West ကကြတော့ singular noun တွေပေါ့နော်အနည်းကိန်း subject အနည်းကိန်းတွေအတွက်ဆိုရင် WAS West ကိုအသုံးပြုပြီးတော့ subject အများကိန်းတွေအတွက်ဆိုလို့ရှိရင်တော့ WEI Way ကိုအသုံးပြုပေးပါတယ်ဒီဟာလေးကိုမပြောသေးခင်မှာကျမအနေနဲ့အရင်ဆုံးပြန်ပြီးတော့ဒီအရှိကပေါ့နော် unit 1ကိုပြန်နှွေးပေးချင်တာက unit 1မှာတော့ဆိုလို့ရှိရင်ဒီ verb to be ပေါ့နော် verb to be ရဲ့အနောက်မှာဆိုလို့ရှိရင်ဘာတွေလိုက်ခဲ့လဲဆို verb to be ရဲ့အနောက်မှာကျမတို့ noun ပေါ့နော်နံပါတ်1တစ်ဆင့်က verb to be ရဲ့အနောက်မှာဆိုရင် noun လိုက်တယ်ပြီးတော့နောက်ထပ်တစ်ခုက adjective လိုက်တယ်ပေါ့နော် noun လိုက်တယ် adjective လိုက်တယ် place လိုက်တယ်ဆိုပြီးတော့ကျမတို့သုံးခုသင်ခဲ့ရတယ်အဲ့တော့ verb to be ရဲ့နောက်က verb to be ဆိုတာကကြတော့ MSR west way ပေါ့နော်ဒီ unit မှာတော့ကျမတို့က west နဲ့ where နဲ့ sorry WEI way ပေါ့နော် west နဲ့ where နဲ့ရဲ့အနောက်မှာဘာတွေလိုက်လဲဆိုလို့ရှိရင်noun adjective place တွေလိုက်တဲ့ပုံစံတွေကိုလေ့လာပေးရမှာပါ noun ဆိုတာဘာတွေကိုပြောလဲဆိုရင်ဒီလူတလိမ့်ဆန်နေရအရာဝတ္ထုတွေပေါ့နော်လူဆိုတဲ့အခါမှာယောက်ျားမိန်းမအဖိုးအဖွားအဖေမေနောက်ထပ်တစ်ခုကဆရာဝန်အင်ဂျင်နီယာကျောင်းသူကျောင်းသားစသည်ဖြင့်အကုန်လုံးဒီလူပေါ့နော်လူအရာလူတွေအားလုံးဒီ noun ဖြစ်တယ်နောက်ကလူနေရာတွေအရာဝတ္ထုတွေတလိမ့်ဆန်တွေအကုန်လုံးဒီ noun တွေနောက်ကဒီ adjective တွေပေါ့နော် adjective ဆိုတာကဘယ်ရလာလဲဆို adjective ကတည်းက noun ကိုအထူးပြုတယ်မြန်မာလိုလွယ်လွယ်ကူကူနီးအားဖြင့်ပြောရမယ်အဲ့ဒီလိုမျိုးပြောမယ်ဆိုအလွယ်ဆုံးနည်းပေါ့နော်အလွယ်ဆုံးနည်းအားဖြင့်အလွယ်ဆုံးနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်adjective တွေဆိုတာကဘာတွေကိုပြောရလဲဆိုလို့ရှိရင်တော့နဲ့စုံတဲ့စကားလုံးတွေသူတို့ရဲ့အလုပ်ကသူတို့က noun ကို modify လုပ်ပေးရပါတော့လာပတော့စိတ်ဆိုးတော့ဒေါသထွက်တော့ဝါတော့ပိန်တော့အရက်ရှိတော့အရက်ပူတော့စသည်ဖြစ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ place တွေပါ place တွေဆိုတဲ့အခါမှာနေရာတွေဆိုတဲ့အခါမှာကျမတို့ကဒီ preposition တွေနဲ့တွဲသုံးပေးရပါတော့ဥပမာစပွဲခုံပေါ်မှာဆိုရင် on the table under the tree in front of the tree စသည်ဖြစ်ပေါ့နော်အဲ့ဒါမျိုးတွေအသုံးပြုပေးပါတယ်ကဲအဲ့ဆိုရင်တော့ unit 1ကိုပြန်ပြီးတော့မှတ်မိလိမ့်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဆိုလို့ရှင်စလိုက်ရအောင်နော်အဲ့တော့ဒီမှာ unit 10ရဲ့ part A ပေါ့နော် unit 10ရဲ့ part A ကိုစပြီးလေ့လာမယ်ဆိုလို့ရှိရင် unit 10မှာဆိုလို့ရှိရင်ဒီမှာပုံလေးတစ်ပုံမှာတွေ့ရလိမ့်မယ်ပုံလေးတစ်ပုံမှာဆိုလို့ရှိရင်သူက last night နဲ့ noun နဲ့ဆိုပြီးတော့တစ်ခုနှစ်ခုခွဲပေးထားတယ်တစ်ခုက last night ပေါ့နော်အခုဒီမှာလွန်ခဲ့သောညကနောက်ထပ်တစ်ခုကကြတော့အခုလက်ရှိဒီလူတယောက်ပေါ့နော်ဒီအမျိုးသားသူ့နာမည်က Robert ဆိုပါဆိုစာထဲမှာပေးထားတဲ့နာမည်ရသူ့နာမည်က Robert ကအခုဘယ်မှာလဲဆိုလို့ရှိရင်လက်ရှိအတိုင်းတာရာသူဒီအလုံးမှာအဲ့ဆိုမင်းညရောဘယ်မှာလဲမင်းညကသူအိပ်ရတယ်မှာအိပ်နေရမျိုးပေါ့နော်အဲ့ဆိုလို့ရှိရင် last night ကအတိတ်ကာလကိုရှိရပြီးတော့ noun ကအခုလက်ရှိပြစ္ဆုတ်ပံကိုရှိရတယ်လက်ရှိပြစ္ဆုတ်ပံကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ present အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျမတို့က AMM ရဲ့ISS ရဲ့ ARER ရဲ့သုံးမယ်ဆိုလို့ရှိရင် Robert ဒီအနေကန်ဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့က ISS ကိုရွေးချယ်ပါမယ်ဟုတ်ပြီเนาะအဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့အတိတ်ကာလကိုပြောမယ်ဆိုရင်じゃ Robert ကအနေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဘာကိုသုံးမလဲဆိုလို့ရှိရင် West ကိုအသုံးပြုပေးပါမယ်အဲ့ဆိုရင်ဥပမာဝက်ကြမှာဆိုရင်ဒီမှာဒါဆိုရင်သူက last night မနေ့ညတော့ကဆိုရင်နာရီအားဖြစ်12နာရီတီတီပေါ့နော်နာရီအားဖြစ်12နာရီတီတီမှာသူဘာလုပ်နေလဲဆိုရင်အိတ်နေတယ်အခုလက်ရှိပြစ္ဆုတ်ပံမှာဆိုသူဘာလုပ်နေလဲဆိုရင်အလုပ်လုပ်နေရပေါ့နော်အဲဆိုရင်စာလေးဖတ်ကြည့်အောင် now Robert is at work Robert ကအလုပ်မှာအခုလက်ရှိ Robert ကအလုပ်မှာအဲကြောင့်မို့လို့ ISS ကိုသုံးထားတယ်at midnight last night မနေ့ညတကောင်လုံးက he wasn't at work သူအလုံးမှာမဟုတ်ဘူးအဲဆိုသူဘယ်မှာလဲအလုံးမှာအဲဆိုအလုံးမှာမနေ့ည12နာရီထိုးကသူအလုံးမှာမဟုတ်ဆိုသူဘယ်မှာလဲအိပ်ရတယ်မှာအဲဆိုရင် he is in bed လို့ကျမတို့သုံးလို့မရဘူးဘာအတွက်ကြောင့်မလို့လဲဆိုတော့အခုကသူအလုံးကိုရောက်နေမနေ့ညဖြစ်ခဲ့တဲ့ကိစ္စကိုပြောတာမို့လို့ verb to နဲ့သုံးမယ်ဆိုတော့ he was in bed okay เนาะအဲဆိုရင် he was asleep သူအိမ်မောကြနေတယ်အဲဆို he was in bed he was asleepဟုတ်ကဲ့အဲ့ဆိုရင်အောက်ကစာလေးမှာဆိုရင် am is are the present voice way က past
MSR က present voice way က past အဲဆို AMM နဲ့ ISS ဒီအနေကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့ WES was ကိုအသုံးပြုမယ်ဆိုရင် AI ရသည်အများကိန်းအတွက်ဆိုရင် price မှာဆိုရင် WEI will ကိုသုံးပါမယ်အဲဆိုရင် I am tired now အဲဆိုလက်ရှိပစ္စုပ္ပန်မှာလက်ရှိအခုမှာငါအရန်ပင်ပန်းနေရမလို့ I am tired အဲဆိုရင် I was tired last night မင်းညငါအရန်ပင်ပန်းနေအဲဆိုမင်းညဖြစ်ခဲ့တာမလို့ was နဲ့သုံးထားတယ်What is Kate အဲဆို Kate ပဲမှာလဲဆိုလက်ရှိအခု Kate ပဲမှာလဲလို့မေးလိုက်တာဖြစ်ပြီးဟိုဘက်မှာ Where was Kate yesterday မနေ့ည Kate ပဲမှာလဲမနေ့ညဖြစ်ခဲ့တာမို့လို့ was subject နဲ့သုံးထားပေးခြင်းဖြစ်ပါတယ်အဲဆိုနောက်ထပ်တစ်ချက်က The weather is good today ဒီနေ့ရာသီဥတုကောင်းတယ်ဟုတ်ပြီအခုကိုကောင်းတာမို့လို့ ISS နဲ့သုံးထားပြီးတော့ဟိုဘက်မှာ The weather was good last week မနေ့ပြီးခဲ့တဲ့ပတ်တုန်းကရာသီဥတုကောင်းခဲ့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စအဲ့တော့ဒါလေးကိုကြည့်ချင်းအဖြစ်နားလည်လိမ့်မယ်လို့ထင်ပါတယ်လက်ရှိပြစ္ဆုတ်ပံကာလမှာဆိုရင် MSR နဲ့သုံးပြီးတော့အတိတ်ကာလဆိုရင် West Wind နဲ့သုံးပေးပါတယ်အဲဆိုရင် subject အများအတွက်ဆိုရင် AI ရအောင်အသုံးပြုပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ subject အများအဲဆိုရင် price အတွက်ဆိုရင်WEI ကိုသုံးပါမယ်အဲဆိုရင် you are late ဟိုဘက်မှာကျတော့ you were late yesterday မနေ့ကနေနောက်ကြတယ်ဒီဟာအခုနောက်ကြတာမို့လို့ R နဲ့သုံးထားတယ် they aren't here ဆိုတော့အခုဒီမှာမရှိဘူး but God they weren't here last Sundayလွန်ခဲ့သောစနေနေ့တုန်းကသူတို့ဒီမှာမရှိဘူးလို့ပြောထားခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ကျမတို့ဒီ unit 10နဲ့ပတ်သက်ပြီးတော့ part A လေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အဲဒါဆိုကျမတို့ part B ကိုဆက်သွားကြည့်အောင်နော်။ကဲဒီ part B မှာဆိုလို့ရှိရင်တော့ကျမတို့ကဘာကိုလေ့လာရမလဲဆိုရင် Westware ရဲ့ positive negative question ဆိုတဲ့ပုံစံ3ခုရဲ့ခွာခြားပုံတွေကိုလေ့လာရမှာဖြစ်ပါတယ်။ positive ဆိုတာကတော့ဒီအဆိုဝက်ကြတွေပေါ့နော်။အဆိုဝက်ကြတွေမှာဆိုလို့ရှိရင်တော့I ဆိုရင် I was, he was, she was, it was ဆိုပြီးတော့သုံးပေးပြီးတော့အများတွေအတွက်ဆိုရင် we were, you were, they were ဆိုပြီးကျွန်တော်တို့သုံးတယ်ဒါကတော့ positive ဝက်ကြပေါ့နော်အဲ့တော့မှကျွန်မကနေပြီးတော့ထားပါတော့ငါအတန်းထဲမှာဆို I was in the class I was in the class ငါမနေ့ကငါအတန်းထဲမှာဆို I was in the class yesterday မနေ့ကငါအတန်းထဲမှာဟုတ်ပြီအဲ့ဒါဒီမနေ့ကဖြစ်ခဲ့တဲ့ကိစ္စအဲ့ဒါဒီကျွန်မက noun ကိုသုံးလိုက်တယ်နောက်တစ်ခုက adjective နဲ့သုံးမှဆိုလို့ရှိရင်adjective တစ်ခုခုပေါ့နော်ထားပါတော့ကျွန်မအနေနဲ့ဝရတဲ့ထဲမှာပါတယ်ဆိုတော့ I was fat အရင်ကပေါ့နော်အခုတော့အရန်မဝလို့ယူဆရမှာပေါ့နော်အဲ့ဆိုရင် I was fat ပြီးခဲ့တဲ့နှစ်တော့ last year မနေ့ကငါဝခဲ့အဲ့ဆိုအခုမဝအဲ့တော့မနေ့ကဖြစ်တဲ့ကိစ္စကိုပြောတာအခုဖြစ်တဲ့ကိစ္စကိုပြောတာမဟုတ်ဘူးနောက်တစ်ခုကလွန်ခဲ့တဲ့10နှစ်လောက်တော့ကျွန်မအကြောင်းသူတယောက်ဖြစ်ခဲ့မယ်ဆို I was a student last year I was a student last year အဲ့ဒါကြောင့် noun ပုံစံနဲ့သုံးထားတာပေါ့နော်ဒါဒီ positive structure နဲ့သုံးထားခြင်းဖြစ်ပါတယ်အဲ့ဆိုရင်အငင်းပုံစံနဲ့သွားမယ် I was ကိုညင်းမယ်ဆိုရင် I was not he was not she was not it was not အဲ့မှာ was not ရဲ့ short form ဒီ wasn'tအဲ့ဆိုရင် I wasn't he wasn't she wasn't it wasn't okay နော် we you they အတွက်ဆိုရင် were notရဲ့ short form ဒီ weren't အဲ့ဆိုရင် we weren't you weren't they weren't okay နော်ကျွန်မလည်းပြန်ပြောမယ်ဆို I was I wasn't he was he wasn't she was she wasn't it was it wasn't we were we weren't you were you weren't and they were they weren't ဆိုပြီးသုံးပါတယ်အဲ့ဆိုအဲ့ question form အနေနဲ့သုံးမယ်ဆိုရင်ကျွန်မကလေးသေးသေးလေးကိုကျွန်မပြောတဲ့ပုံစံရှိရရှင်ကျွန်မကလေးသေးသေးလေးတွေပြောတဲ့အခါမှာဒီ helping verb နဲ့ subject နဲ့ဆိုလို့ရှိရင် positive နဲ့ question တွေကပြောင်းမြပေါ့နော်for example I was ဆိုရင် was I he was he she was she ဘာကြောင့်မို့လို့လဲဆိုတော့မိခွန်းလုပ်တဲ့အခါမှာ helping verb က shape ပေါ်တာဖြစ်လို့ဖြစ်ပါတယ်အဲဆိုရင် was I was he was she was it okay နော် where we were you were they ဟုတ်ပြီနော်ကဲအဲ့ဆိုရင်ဥပမာဝေကြလေးဖတ်ကြည့်ရအောင် last year Rachel was 22 so she is 23 now ဟုတ်ပြီအဲ့ဒီဝက်ကြောင့်မှာဆိုရင် Rachel was 22ဆိုတဲ့အခါမှာ Rachel ကမိနစ်တုန်းက Rachel က22အဲ့တော့မိနစ်ကကိစ္စပြောတာမို့လို့ was နဲ့သုံးထားတယ်။ဘာကြောင့်လဲဆိုတော့ Rachel ဒီအနေကိန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့ was ကိုရွေးချယ်သုံးခြင်းဖြစ်ပါတယ်။ and she is 23 now အခုသူမက23နှစ်ဒါဒီလက်ရှိပြစ္ဆုတ်ပံမှာသူမက23နှစ်ဖြစ်တာမလို့ present နဲ့သုံးထားတယ်။နောက်တစ်ခုက when I was a child I was scared of dogs ငါခွေးကိုကြောက်တယ်ပေါ့နော်ငါငငယ်တုန်းက okay ငငယ်တုန်းကဆိုတဲ့ကိစ္စကိုစဉ်းစားကြည့်လိုက်ရအောင်မနေ့တနေ့အတိတ်ကာလကိုအရင်စပြောပြမယ်ပေါ့နော်အတိတ်ဆိုတာဘယ်ဟာကိုအတိတ်လို့ပြောလဲဆိုလို့ရှိရင်အတိတ်ဆိုတာအခုလက်ရှိကကျမတို့လက်ရှိဖြစ်နေတဲ့မိနစ်လက်ရှိရောက်နေတဲ့အချိန်ကာလကနေစပြီးကုန်လွန်ခဲ့တဲ့1မိနစ်1စက္ကန့်ကနေစပြီးတော့ဟိုးနှစ်သန်းပေါင်းများစွာထိအောင်ကိုကျမတို့ကအတိတ်လို့သတ်မှတ်တယ်ရှင်
အခုလက်ရှိရောက်နေတဲ့နေရာကိုကျွန်တော်ပြစ်စုံပန်လို့ခေါ်ပြီးမရောက်သေးတဲ့ကာလနောက်လာမဲ့1မိနစ်1စက္ကန့်ကနေစပြီးဟိုးနှစ်ပေါင်းများစွာထီကိုကျွန်တော်တို့အနာဂတ်လို့ခေါ်တယ်အဲဆိုပြန်ပြောမယ်ဆိုရင်ခလေးတုံးကဆိုတဲ့ကာလစကားလုံးကိုပြန်စဉ်းစားလိုက်အောင်ခလေးတုံးကဆိုတာဒီကုံလွန်ခဲ့တဲ့အချိန်ကာလကိုပြောတာမို့လို့ price အကြောင်းကိုပြောနေခြင်းဖြစ်တယ်အတိတ်ကာလကိုပြောခြင်းဖြစ်တယ်အတိတ်ကာလကိုပြောခြင်းဖြစ်လို့ကျွန်တော်တို့က was နဲ့သုံးထားတယ်အဲ့ဒါဆိုရင် when I was a child I was scared of dogs ငါခွေးတွေကိုအရန်ကြောက်တယ်ဆိုပြီးသုံးထားခြင်းဖြစ်ပါတယ်နောက်ကWe were hungry after the journey, but we weren't tired. We were hungry after the journey, but we weren't tired. Sorry, we were hungry, no? We were hungry after the journey, but we weren't tired. So hungry ဖြစ်တယ်ဆိုတာကခရီးစဉ်လည်းပြီးရော bite တွေအရန်စားတယ်ဒါပေမဲ့ငါတို့မပင်ပန်းဘူးအဲ့ဒါဆိုခရီးထွက်ခဲ့တာတွေရောဒီ bite စားတာတွေရောပင်ပန်းတာတွေရောဒီအတိတ်တုန်းကကိစ္စမို့လို့ဝယ်နဲ့တုံးထားတာပါအဲ့ဒါဆိုနောက်ထပ်တစ်ခုက The hotel was comfortable but it wasn't expensive hotel က comfortable ဖြစ်တယ်ဒါပေမဲ့ဈေးမကြီးဘူးပေါ့နော်ဈေးမကြီးဘူး1000တရှိရဲဈေးမကြီးဘူးဆိုတာဒီ hotel မှာသူတဲခဲ့တဲ့ hotel ကြောင့်ပြန်ပြောပြတာလက်ရှိသူတဲနေရ hotel မဟုတ်အဲ့ဒါကြောင့်မလို့ price နဲ့ရေးထားတယ်အဲ့ဆိုအောက်ကမေကွန်ဝက်ကြလေးကြည့်ကြည့်အောင်မေကွန်ဝက်ကြမှာဆိုတဲ့အခါမှာမေကွန်မှာကြတော့ခုနကကျွန်တော်အပေါ်မှာပြောတယ် I was ဆိုရင် was I he was he she was he ဆိုတော့အခုဒီမှာကြည့်မယ်နော် was the weather nice အမှန်တကယ်က positive structure နဲ့ရေးမယ်ဆို the weather was niceအငင်းနဲ့ရေးမယ်ဆိုရင် the weather wasn't nice okay နော်အဲ့တော့မေကွန်မို့လို့ was the weather nice when we were on holiday your shoes are nice were they expensiveတို့ဈေးကြီးလားပေါ့နော်နောက်တစ်ခါ why were you late this morning ဘာလို့ဒီမနက်ခင်းနောက်ကျရလဲပေါ့နော် you မို့လို့ဝယ်နဲ့တုံးထားတာဖြစ်ပါတယ်အဲ့ဆိုရင်ဒီ part B လေးလည်းနားလေလိမ့်မယ်လို့ထင်ပါတယ်ရှင်နားမလည်ရရှင်ကျွန်တော်ပြန်ပြီးတော့ comment box ကနေပြီးတော့ mail လို့လည်းရပါတယ်အကြံပြုဆွေးနွေးလို့လည်းရပါတယ်ရှင်အဲ့ဆိုရင်နောက်ထပ်တစ်ခုကအဖြေဖြေတဲ့ပုံစံပေါ့နော်မေကွန်းမေးလာပြီဆိုကျွန်တော်တို့ဖြေတက်ရတော့မယ်ပေါ့နော်တယောက်ကကျွန်တော်တို့မေးကွန်းမေးလာပြီဆိုရင်ကျွန်တော်တို့ပြန်ဖြေရမယ်ဥပမာအဖြစ်ဆိုလို့ရှိရင် buff to do နဲ့မေးရဆိုကျွန်တော်တို့ buff to do နဲ့ပြန်ဖြေရမယ် happy birthday ထဲမှာဆိုရင် buff to do ရှိမယ် buff to be ရှိမယ် buff to have ရှိမယ် moral buff ရှိမယ်ပေါ့နော်မြေတော့ပဲဆိုစေကဘူး buff to be နဲ့မေးလာရင် buff to be နဲ့ပြန်ဖြေရမယ် buff to do နဲ့မေးရင် buff to do နဲ့ပြန်ဖြေရမယ်ဆိုပြီးတော့ကျွန်တော်တို့ကလေးတွေကိုပြော sorry ကလေးတွေကိုပြောတဲ့ပုံစံမျိုးပဲအခုလည်းအဲ့တိုင်းပါပဲအဲ့တော့ဆိုတော့ဒါပါတော့ yes နဲ့ဖြေမယ်ဆိုရင်ဟုတ်ပြီเนาะ positive အနေနဲ့ဖြေမယ်ဆိုရင် I was ဟုတ်ကဲ့ကျမတို့ဒီ positive structure နဲ့ပြန်ဖြေမယ်ဆိုရင် yes အနေနဲ့ပြန်ဖြေမယ်ဆို yes I was yes he was yes she was yes it was yes we were yes you were yes they were ဘာလို့က no နဲ့ညင်မယ်ဆိုရင် no I wasn't no he wasn't no she wasn't no it wasn't subject နဲ့မလို့ wasn't where weren't နဲ့သုံးပါတယ်ဟုတ်ပြီအဲ့ဆိုအောက်ကမေးခွန်းကြည့်အောင်เนาะ were you late no I wasn't was Tom at work yesterday ဆိုတော့ရောက် Tom ဒီယောက်ျားဖြစ်တဲ့အတွက်ကြောင့်မလို့ yes he was yes he was ဘာကြောင့်မလို့ဒီလိုဖြေရလဲဆိုရင် Tom ဒီယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်မလို့ pronoun ပြန်ချိန်ပြီးတော့ he အနေနဲ့သုံးခြင်းဖြစ်ပါတယ်နောက်တစ်ခုက were Sue and Steve at the party အဲ့တော့ Sue နဲ့ Steve နဲ့ဒီနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ they နဲ့သုံးမယ်ဆိုတော့ no they weren't ဆိုပြီးသုံးပေးရပါမယ်ဟုတ်ကဲ့နားလည်လိမ့်မယ်လို့ယူဆပါတယ်ရှင်နားမလည်ဘူးဆိုလို့ရှိရင်လည်းကျမတို့အကယ်၍ပေါ့နော်အကြောင်းတစ်စုံတရာအကြောင်းနားမလည်ခဲ့ရတော့လည်းကောင်းပြောပြတဲ့ကိစ္စကိုမသိလိုက်တာတော့လည်းကောင်းကျမတို့ comment box ကနေပြန်မေးလို့ရပါတယ်နောက်ထပ်အကြံပြုပြောချင်တာကတော့ပေါ့နော်ခါတိုင်းပြောတဲ့ပုံစံမျိုးပါပဲတစ်ခေါက်နားမလည်နှစ်ခေါက်ကြည့်ပေးပါနှစ်ခေါက်နားမလည်ဘူးဆိုရင်သုံးခေါက်ကြည့်ပေးပါရှင်ပြီးပြီဆိုလို့ရှိရင်ဒီဟာလေးကိုမှလေးပြန်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်ပြီးပြီဆိုလို့ရှိရင်လည်းအဲ့လေ့ကျင့်ခန်းလေးကိုလည်းထပ်ခါပြန်ဖတ်ပေးပါနော်ဘာလို့လဲဆိုတော့ဒီထဲမှာ share စာကြောင်းလေးတွေကထပ်ခါပြန်ဖတ်ပေးခြင်းအဖြစ်ကျမတို့ဒီလိုမျိုး writing skill မှာလည်းအထောက်ပံ့ဖြစ်စေလို့ speaking လုပ်တဲ့ခါမှာလည်းအထောက်ပံ့ဖြစ်လာပါလိမ့်မယ်အဲ့တော့ထပ်ခါလေးအတန်ထုတ်ပြီးတော့ဖတ်ပေးပါနော်စိတ်ထဲကနေမဖတ်ပါနဲ့ရှင်ဟုတ်ကဲ့ကျေးဇူးပါရှင်နားမလည်ရရှင်လည်းပြန်ပြောလို့ရပါတယ်